ပြီးတော့ဒီမှာလှိမ့်မယ်ဆိုလို့ရှိရင်ဒီဟာလေးတွေကိုအဆုံးထိဆွဲလိုက်မရနော်ဒီစာရွက်ရဲ့အဆုံး level ရဲ့အဆုံးထိလှိမ့်ပြီနော်အဲကြောင့်မှသူက point လေးတွေရမှာဖြစ်ပါတယ်နင်းဒီမှာဒါဆိုလဲအဲ့တိုင်းပဲအဆုံးထိလှိမ့်မယ်နော်ဒလိမ့်နေရပြီးရတယ်မှာတောက်ဆွဲမယ်ဆိုလို့ရှိရင်အဲ့တိုင်းပဲသူနှစ်ခုကိုအောက်ကပိတ်စနှစ်ခုကိုဟာလိုက်မယ်ပြီးရင်ဒီဟာလေးထိုးထည့်လိုက်မယ်ပြီးရင်ဒလိမ့်ကိုအဆုံးထိလှိမ့်နော်အဲ့ဆိုရင်ပြန်လှန်ကြည့်လိုက်မယ်နော်ချေတို့ကပြန်လှန်ကြည့်လိုက်လို့ရှိရင်ဟိုသူ့ရဲ့အရာလေးတွေတွေ့ရမယ်နော်ပြန်လှန်ကြည့်လိုက်မယ်နော်ပြန်လှန်ကြည့်လိုက်ရင်ကြောတွေဘာတွေကခွဲပေးရတယ်အဲ့ဒါကိုမှ customer ပြောရင်ပြောလိုက်ပါဟိုစနီမီတာနဲ့ချုပ်တာမလို့ကြောခွဲပြီးချုပ်ရလို့ပြောလိုက်နော်ပြီးရင်ဒီနေရာလေးကိုပင်ရလေးနဲ့သူ့အရာအတိုင်းလေးတွဲလိုက်မယ်။မှာအမှတ်စုံမှတ်တွေအကုန်လုံးဒီမှာဒီဘက်ကဆိုလဲအဲ့လိုစုံမှတ်ဒလိမ့်ကိုအဆုံးထိလွယ်မှာဒီလိုစုံမှတ်တွေရမှာနော်။ဒီမှာဆိုလဲအဲ့အတိုင်းပဲစုံမှတ်လေးနော်ပြီးရင်ဒီမှာဆိုလဲအဲ့တိုင်းပင်ရလေးတွေတောင်းလျှောက်ထိုးရမယ်ပြီးရနဲ့ချုပ်လိုက်မယ်နော်။နော်အဲ့ပြီးရင်ကြောလေးကိုလုံးလိုက်တာနဲ့ပြီးရင်တောက်ကလေးတွေခြုံမယ်နော်ဒီတောက်လေးနှစ်ခုကိုလည်းအဲ့တိုင်းပဲဆုံးမနဲ့ပင်လေးထိုးမယ်ပြီးရင်ဒလိမ့်ရာပေါ်အတိုင်းပဲလုပ်ပဲနော်ဒလိမ့်ရာအတိုင်းပဲပင်လေးထိုးပေးရမှာဖြစ်တယ်ဆိုရင်ဒီမှာကြည့်လိုက်ပါအင်ကြီးလေးကနောက်ကျောအုံးစာလေးအဲ့ဒါလေးကိုမိဖို့လေးကျိုးနေအောင်ထုံမယ်နော်ပြီးရတဲ့ပခုံးလေးတွေတွဲလိုက်မယ်လေစာကုတ်နော်အဲ့တော့တကယ်လို့ဒါကိုကလုံးကုတ်မယ်ဆိုလို့ရှိရင်နော်ဒီနေရာကိုလေစာကုတ်ဆရာမလို့ဘူးလေစာကုတ်တာဆိုတာကိုစနင်းတက်တဲ့ဒူလက်မသမားများအကုန်လုံးသိရနော်ဒါလေးကိုအလှချင်းသွားထပ်လိုက်မယ်လေစာမှာမဒါလေးကပိတ်စလေးထားပါတော့အဲ့ဒါလေးကိုအလှလေးသွားထပ်မယ်ပြီးရင်ဒီဘက်နဲ့လက်မဟိုဘက်နဲ့လက်မနဲ့ဒီတိုင်းလေးဝက်ဝိုက်လေးယူချနိုင်မယ်နော်ယူပြီးတော့ဒီဟာမှာသွားပြီးတော့ level back လည်းမှနင်းပြရမယ်နော်ဒါကတော့လုံးကိုဖြစ်တဲ့အတွက် level back လေးကိုလေကြာကိုဆရာမလို့နော်အဲဆိုရင်ဒီမှာဒါလေးရသွားပြီဒါဆိုရင်ဒီရှေ့ချမ်းလေးထုံနေ၎င်းမယ်နော်ရှေ့ချမ်းလေးဆိုတော့အဲ့တိုင်းပဲအဆုံးဒီဒလိမ့်နေပေးရမယ်နော်
မှာခုနကဆွဲထားတဲ့ထောက်ကလေးကိုတစ်ချက်ပြီးရင်ဒီအောက်မှာဆိုတာအတိုင်းပဲခုနကဆွဲထားတဲ့ထောက်ပူလေးနော်အဲဆိုရင်ဒီမှာဆိုလဲလိုချင်တဲ့ရှေ့ချမ်းဒါလေးကကြတော့ရှေ့ချမ်းလေးဒီမှာနှစ်ချက်ရသွားပြီเนาะနှစ်ချက်ရသွားပြီဆိုတော့ဒီဘက်လဲဘဲရှာညာကွင်းကျက်သေးကွင်းထည့်မယ်ဆိုလို့ရှိရင်ဟိုဘယ်ဘက်မှာရှာထည့်မယ်ဒီညာဘက်မှာကွင်းထည့်မယ်เนาะအဲဆိုဘဲရှာညာကွင်းအဲ့ဒါကိုနှုတ်အနေနဲ့မှတ်ထားပြီเนาะဘဲရှာညာကွင်းဆိုတော့ဒီမှာဒါမျိုးလေးဒီပတ်လဲဒီနေရာလေးမှာလေကြာကိုချလိုက်မယ်ဒီရှေ့မှာဆိုလဲအဲ့ဒါပဲလေကြာလေးနှစ်လက်မှကုတ်မယ်အဲ့လိုမကုတ်ခင်မှာကျဲသီးကွင်းလေးတွေဒီနေရာမှာထည့်မယ်ကိုလိုချင်လို့ထည့်လို့ရတယ်ဒါကပုံစံနေတိုင်းပဲเนาะအဲ့တော့ချင်းကဒီဘက်မှာတောက်ကလေးထိုးပေးလိုက်မယ်เนาะတောက်ကလေးထိုးပြလိုက်မယ်မြင်အောင်လို့တစ်ဖက်ကိုတောက်ကလေးတော့အရင်ထိုးပြလိုက်အောင်နော်အဲ့ဆိုရင်ဒီမှာရှေ့ချမ်းလေးကဒီလိုလေးရသွားပြီပုံမှန်အပြင်မှာရှိနေတယ်လို့လေးပဲနော်ဒီမှာဒီတောင်လေးရသွားတယ်နော်အဲ့ဆိုရင်ဒီမှာနောက်ချိုးတိုင်းမိဘူးလေးကိုကြကြနနာချိုးမယ်ဒီလိုပုံစံလေးရသွားပါပြီအဲ့ဒါဟိုမှာမရှင်းတာရှိလို့ရှိရင်ဒီ MindTutor application ရဲ့ group မှာလာမေးလို့ရတယ်လို့ Teacher Kini Fashion page ကိုလည်းလာပြီးမေးလို့ရရနော်အဆင်ပြေတဲ့နေရာနေလာမေးလို့ရရနော်ဒါကတော့အဖွားကြီးတောက်ရင်စီလက်ပြတ်အိမ်ကြီးပဲဖြစ်ပါရဲ့ရှင်